ပျော်ပွဲရွှင်ပွဲလုပ်ရင်ကနေပြီးတော့ကမ္ဘာအဆိုးဆုံးကပ်ဘေးကြီးဖြစ်သွားခဲ့ရတဲ့ဘူစီပေါင်းကပ်ဘေးမင်္ဂလာပါတမ်းပြပါမြန်မာပရိသတ်ကြီး1986ခုနှစ်ကအမေရိကန်နိုင်ငံကလီဖလန်မြို့မှာကမ္ဘာစံချိန်တင်မှုအတွက်ဟီလီယမ်ဘူပေါင်း1.5 သန်းလောက်ကိုတပြိုင်နက်တည်းကောင်းကင်ဘုံကိုလွတ်တင်ခဲ့တဲ့ဖြစ်ရပ်ကြီးတစ်ခုလုပ်ခဲ့ကြဘူးပါတယ်ဒီလိုလုပ်လိုက်တာကကမ္ဘာစံချိန်တင်မှုပျော်စရာကောင်းမယ်လို့ထင်လိုက်ကြပေမယ့်အဲ့လိုပျော်စရာကောင်းရမယ့်အစားကြောက်စရာကောင်းတဲ့ဘေးအန္တရာယ်ကြီးတစ်ခုဖြစ်သွားခဲ့ပါတယ်အစာပိုင်းမှာတော့ရောင်စုံဘူပေါင်းပင်လယ်ကြီးကလှပနေပေမယ့်မမျှော်လင့်မဲတိုက်ခတ်လာတဲ့လေပြင်းနဲ့မိုးရေစက်တွေကြောင့်ဘူပေါင်းတွေဟာအဝေးကိုပြန်မသွားဘဲမြေပြင်ကိုပြန်ကျလာခဲ့ပါတယ်။ဒါကြောင့်မလို့အဲ့ဒီဘူပေါင်းတွေကတစ်မျိုးလုံးကိုပိတ်ဆို့ပစ်ပြီးလေစိတ်ပြေးလန်းနေပိတ်သွားခဲ့တယ်လို့လမ်းမပေါ်မှာလည်းရင်တိုက်မှုတွေအများပြားဖြစ်ပွားခဲ့ရပါတယ်။အဆိုးဆုံးကတော့အဲ့ဒီအချိန်မှာအိုင်ရင်းရေကန်ထဲမှာပျောက်ဆုံးနေတဲ့တန်ငါးသည်2ဦးကိုရှာဖွေဖို့ကြိုးစားနေတဲ့ကယ်ဆယ်ရေးရဟတ်ယာဉ်ဟာခေါင်းကင်မှာပြည့်နှက်နေတဲ့ဘူပေါင်းတွေကြောင့်ဘာမှမမြင်ရဘဲရှာဖွေရေးကိုရပ်နားလိုက်ရတာပါပဲ။ဒါကြောင့်မလို့အဲ့ဒီတန်ငါးသည်2ဦးရဲ့အသက်လည်းဆုံးရှုံးခဲ့ရပြီးဘူပေါင်းမိုက်တွေဟာလည်းတဘာဝပတ်ဝန်းကျင်ကိုရပ်ပေါင်းများစွာဒုက္ခပေးခဲ့တာဖြစ်ပါတယ်။